ပြည်မှာလေနင်တို့သူရုပ်မာတွေဆိုရင်တေမာနော်တခါတည်းကြိုပြောပြီးသားနော်တခါတည်းအပြီးဟောခဲ့လိုက်မယ်မြန်မာနိုင်ငံမှာသူရုပ်မာတွေဆိုတက်ရှင်လို့မရဘူးတေမာအဲ့ဒီမြန်မာနိုင်ငံမှာနောင်ပွင့်မဲ့ဖျားအရိမြစ်တရဖျားကအဲ့ဒီမြန်မာနိုင်ငံမှာပွင့်မှာနော်အဲ့ဒါကြောင့်မလို့သူရုပ်မာတွေဆိုမြန်မာနိုင်ငံမှာနေလို့မရဘူးတေချင်းသုံးနဲ့တေမယ်နော်မှတ်ထားကြားလားနော်နင်တို့သူယုံမာတွေကြက်သူယုံမာတွေလှုပ်ထားနော်ဘောမာတွေမင်းအောင်လိုက်သားသမီးတွေအကုန်လုံးနော်နောင်ပွင့်မဲ့ဖျားငါးစုမြောက်နော်အရိမြစ်တရဖျားကမြန်မာနိုင်ငံမှာပွင့်မှာအဲ့ဒါကြောင့်မလို့နင်တို့သူယုံမာတွေတက်ရှင်လို့မရဘူးကြားလားခွေးသားသမီးတွေနော်နင်တို့ကြက်ဘောမာနေကြားလားနော်နောင်ပွင့်မဲ့ဖျားမြန်မာနိုင်ငံမှာပွင့်မှာနော်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံမှာအာကုဆိုကြည့်ပြီးတော့ပြည်သူကိုအနိုင်ကျင့်ပြီးတော့ရက်ဆက်ရုံမာတဲ့ခွေးတွေကိုမထားဘူးတန်ရှင်းရေးတစ်ခါလဲလုံးမှာဖြစ်တယ်နော်တန်ရှင်းရေးတစ်ခါလဲလုံးမှာဖြစ်တယ်ကြားလားနော်နောက်ပွင့်မဲ့ဖျားကမြန်မာနိုင်ငံမှာပွင့်မှာနော်အောက်တန်းစားတွေနင်တို့နေလို့မရဘူးကြားလားနင်တို့အကုန်လုံးသေပြီးမှမြန်မာပြည်ကတန်ရှင်းရေးလောက်အောင်မှာကြားလားနော်မြန်မာပြည်မှာသာသနာထွန်းကားအောင်မှာအောက်တန်းစားတွေ